9000မကျော်လို့ရှိရင်မေသူတို့ရဲ့ကျိုင်းတော်မှာအခုလိုမျိုးဂျင်းကာကိုရဖို့ဆိုတာတော်တော်ကိုခက်သွားပြီเนาะအဲ့လိုအချိန်မှာမေသူစီမှာဟောဒီလိုမျိုးဂျင်းကာကိုစစ်စစ်ဘာဆိုင်တွေရမလဲဆို small medium လက်ဆက်ရမှာကိုပဲဈေးနဲ့မေသူကပေးမယ်ထင်လဲဈေးတွေကကတ်ထားပြီးသားဘလောက်နဲ့ပေးမလဲဆိုလို့ရှိရင်မေသူစီမှာ4300နဲ့လာယူเนาะ4300ဘယ်မှမရဘူးဒီလိုဂျင်းကာကိုအရန်အမိုက်စား quality design မိုက်တယ်ပြီးရင်မေသူကများများယူထားဖြစ်တဲ့အတွက်ကြောင့်မလို့အမြတ်နည်းနည်းနဲ့ရောင်းပေးနိုင်တယ်အဲ့တော့မေသူကရောင်းပေးပါမယ်ရှင်ဒီမှာဒါလေးတစ်ထည့်ကို4300နဲ့ပဲယူပါရှင်ဂျင်းကာကိုအမိုက်စားလေးဒီနေ့တနေ့ကုန်ဂျင်းမဲတင်ပါကွာဒီလားကြံတာတွေမတင်ဘူးဒီနေ့တနေ့ကုန်ဂျင်းပေါင်းပြီးကြိုက်တဲ့သူတွေဆိုလို့ရှိရင်မေသူဟောထဲမှာဝင်ကြည့်ဒီနေ့တနေ့ကုန်ဗီဒီယိုအကုန်လုံးကဂျင်းပေါင်းပြီးတွေကြီးပဲတင်ပေးမှာเนาะဂျင်းမတင်ဘူးလားမေးလို့မေသူစီမှာဂျင်းပေါင်းပြီးဘယ်လောက်စုံလဲဆိုတာကိုဒီနေ့ကြွားမယ်เนาะပြီးရင်ဈေးဘယ်လောက်တင်လဲဆိုတာကိုမေသူပြပေးမယ်ပေါ့เนาะဒါလေးတွေကကြတော့4300ကျပ်ပါရှင်ဒါလေးတွေကဒီမှာကြည့်အိတ်ကက်လေးနဲ့ကိုအရန်မိုက်နေပြီပြီးရင်သူ့ရဲ့ဝင်လှိုင်းလေးတွေကိုတစ်ချက်ရှိုးလိုက်အောင်ပြီးရင်ခါးနေရအရန်ကိုမိုက်တယ်သူရမယ့် size က small medium လက်3 size ပဲရမယ်ဒီထက်ပိုပြီးမှယူချင်တယ်တွေးဆန်မရှိဘူးလားဆိုတကယ်ကိုမပါတာသူတို့ဘက်ကတွေးဆန်ထိထုတ်တယ်ဆိုရင်မေသူကယူပေးမှာဒါပေမဲ့သူတို့ကိုလာတာကိုက small medium လက်အဲ့လိုမျိုးလာတာဖြစ်တဲ့ကြောင့်တွေးဆန်ထိရချင်တဲ့သူတွေကကြတော့မေသူဒီအကောင့်ထဲမှာဗီဒီယိုလေးတင်ပေးထားတဲ့ဝင်ကြည့်ပေါ့နော်အဲ့ဆိုလို့ရှိရင်ပြပြဝဝကောင်းပါလေးတွေလည်းလှလို့ရတယ်ဂျင်းပေါင်းမီတွေရှိပါတယ်ရှင်နောက်ထပ် site ကြီးလေးတွေလည်းတင်ပေးမယ်တကယ်ကိုပေါ့နော်ပေါင်200ထိရတဲ့ site တွေလည်းမေသူတင်ပေးမှာလောလောဆယ်ကတော့ဒီ site လေးက small medium လက်နော်3 site ပဲရမယ်ဒီပုံစံဒီ design ဒါလေးကို4300နဲ့ယူပါရှင်ဒီကောင်လေးဒီမှာကြည့်ဒါသူ့ရဲ့နောက်ကျောပုံစံမျိုးလေးဘယ်နေရာနေကြည့်မိုက်တဲ့လုံလဲလုံခြုံတယ်ပြီးလို့ရှိရင်အပွဲအပြဲဘာတစ်ခုမှမပါဘဲနဲ့ design ကိုမိုက်ဆိုတာဒီဂျင်းကာကိုပဲရှိတယ်သူ့ရဲ့ 8 design ကိုလည်းကြည့်လိုက်ဒါလေးတွေကတစ်ထည်ကို4300ပါရှင်လိုချင်တယ်ဆိုလို့ရှိရင် screenshot ရိုက်ပြီးဆိုမေသူစီမှာလာမှာလို့ရတယ်ကျိုင်းတော်မျိုးလေးဆိုလို့ရှိရင်အိမ်ရငွေချေရတယ်ကြံမျိုးတွေဆိုလို့ရှိရင်တော့ငွေကြိုလွှဲရပါတယ်ရှင်39944182တလုံးသာအမှန်မှာ KB အကောင့်နင်းလေးကမေသူအောင်တလုံးနဲ့သာဖြစ်ပါတယ်ရှင်မိုင်လို့ရပါပြီဒါလေးတွေဂျင်းပေါင်းကြီးလေးကြိုက်တယ်ဆိုရင်မေသူအကောင့်ထဲမှာဝင်ကြည့်နော်ကျေးဇူးပါ